哈，小，俺个放两万龙金诶，这个狗是从路冷啊，俺们这。自己拿把手帕，把龙金不拆它。我那个太没了，没有啊，嘞。把人搞搞。阿妈要家带呢喏。ဟုတ်တယ်ကွာဟုတ်တယ် Hello Aircon Service ကလားဗျာအော်ဟုတ်ကဲ့ဗျာအော်ကိုကြီးကျွန်တော်စီလေမနေ့ကကိုတို့လာတက်သွားတဲ့ Aircon ကလေအမေလို့လာကြည့်ပေးပါဦးဗျာနော်အမေလို့လာကြည့်ပေးပါဦးလို့ကိုအခုကြားလားမသိဘူးအော်ကြားတယ်ဗျာကိုနော်ထပ်မပြောနဲ့ကိုကျွန်တော်အခုလာပြီဗျာနော်အခုလာပြီ အမဖုန်းရောက်လာလားတဲ့ဟုတ်တယ်လေကျွန်တော်ကသူ့မအောင်ဆုံးရှုံးသွားပြီဗျဆုံးရှုံးမှာပေါ့နဲ့နာမည်လေးကြုံဘောလီသခိုးတဲ့ဘယ်လိုဘယ်ကောင်လေးကောင်းမလို့ပြောမှာတော့ကိုချင်းကိုတကြဟိုတူရဲလိုက်ရောင်းစားရတဲ့ပစ္စည်းတွေပါလို့ပုံတော်လေးစွပ်ပြီးပြရင်ပိုကောင်းတာပေါ့ပစ္စည်းကောင်းဆောင်လဲသူများပိုတိလာမှာပါတဲ့အကိုကြီးစွပ်ပြပြီးတော့ဈေးရောက်တဲ့လူကုန်တိရဲ့ပစ္စည်းပိုကောင်းရတယ်ဆိုတော့ဘယ်လိုတင်လိုက်တာလဲရှင်အကိုအမိမတွေလားဒါမှမဟုတ်အကိုတို့မျိုးရိုးရဲ့လက်ဆင့်ကမ်းလာတဲ့ဈေးရောက်နည်းတစ်ခုလားရှင်ငါမင်းကိုချစ်နေရကြားတယ်ငါ့ကိုအကြည့်လေးတစ်ခုတော့ပေးရအောင်ကျမရှုပ်ချစ်တယ်လို့ပြောနေလို့ဟုတ်တယ်ကောမေဒါသမီးရဲ့ချစ်သူလေနင်းရမိပါရဘာလို့တာလဲကွအော်ဟုတ်ကဲ့ခင်ဗျာကိုကျွန်တော်ဖေကနေသားခင်ဗျာအဲ့ဆိုနေသားမင်းရဲ့သားပေါ့မဟုတ်ဘူးသမီးနဲ့ငပိနေနေသားခင်ဗျာသဘောမတူလို့ပြန်လိုက်တော့နော်ယူတော့နော်စောမောင်ဘိုး90နေနဲ့ဘာလို့မအောင်ဗျရှာမချင်နဲ့ငါပေးအောင်ယူငါမွေးလို့လူဖြစ်လာတဲ့ကောင်အများအော်ကျွန်တော်အမေကအမေကအမေဖြစ်လာလေဘောကမမေ့ချင်သားမှနဲ့ဗျာစောတက်တလုံးပြန်မလာနဲ့သွားယူတယ်စိတ်မကောင်းနင်တို့ယောက်ျားလေးတွေကလေတိတ်လူပါဝတာပဲငါတို့ main ကလေးတွေကနင်တို့ယောက်ျားလေးတွေကိုအချိန်မီရွေးနွားလောက်ပြစ်လို့ရတာနေတော့ကငါတို့အချိန်မြွေးနွားလောက်လို့ဆိုရင်နေတော့ငါတို့ကညာကင်းကြညင်းလောက်ပြစ်မှာအယောဒီမှာပဲပြောဟာပဲပြုတ်တယ်တော့လာပြီပဲပြုတ်တော့ဝဲအောင်ပါဟာမဘောဘူးလေဗျာဟာမောင်လေးနဲလို့လားအမလည်းဒီနေ့အဲ့လောက်ပဲပါရဲ့နောက်နေ့မှကိုလူမယ်နော်အယောဒီမှာ